ဘဝရဲ့တကယ့်အတိတ်ပဲကဘာလဲဆိုပြီးပရိသတ်တွေကိုကိုဘွားကိုပြန်လည်မေးခွန်းထုတ်စေခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ် Welcome back The Scene Channel ကနေပြန်လည်ကြိုဆိုပါရစေဗျဒီနေ့ပြောမယ့်ရုပ်ရှင်က2000ခုနှစ်ရဲ့ Oscar ဆုပေးပွဲမှာပြိုင်ဖက်နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ The Green Mile The Sixth Sense တို့ကိုကြော်ဖြတ်ပြီး Oscar အဓိကဆုကြီးတွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့ရုပ်ရှင်ဖြစ်တဲ့ American Beauty ပါAmerican Beauty ဆိုတာလူအဖွဲ့အစည်းပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အပြင်ပန်းအပေါ်ယံဟန်ဆောင်မှုအလှတရားတွေနောက်ကိုလိုက်ရင်ဘဝရဲ့တကယ်အစစ်မှန်အလှတရားတွေကိုဆုံးရှုံးရနိုင်တယ်ဆိုတာကိုပြထားတဲ့ရုပ်ရှင်ဖြစ်တယ်လို့ကျွန်တော်တို့လူအဖွဲ့အစည်းရဲ့ယနေ့ခေတ်မိသားစုအတော်များများရင်ဆိုင်နေရတဲ့မိသားစုပြဿနာတွေအပေါ်ယံဟန်ဆောင်မှုတွေနဲ့လူလက်ပိုင်းရွယ်စိတ်ကြဝေဒနာ midlife crisis တွေကိုအကောင်းဆုံးရှုထောင့်တစ်ခုကနေရိုက်ပြထားတဲ့လက်ရာမြောက်ရုပ်ရှင်တစ်ခုပါ Okay ကျွန်တော်တို့ American Beauty ကိုအတူတူလေ့လာကြည့်အောင်ဗျနိုင်ငံစင်ကြေဘုံရက်ကွက်တစ်ခုမှာနေထိုင်တဲ့တက်လက်ပိုင်းမီဒီယာအမှုဆောင်တဦးဖြစ်တဲ့ Lester Banham ဟာနှစ်ရှည်လာများလှုပ်လာခဲ့တဲ့သူ့ရဲ့အလုပ်ကိုစိတ်ပြတ်မုန်းတီးနေပြီးသူ့ရဲ့ဘဝအပေါ်စိတ်ပြတ်ညှင်းငွေလွန်းလို့ကိုအသက်ရှင်လျက်နဲ့တည်နေသလိုခံစားနေရသူလို့သတ်မှတ်ထားသူတယောက်ပါတကယ်တော့ Lester ရဲ့အစင်မပြေမှုတွေကအလုပ်တစ်ခုတည်းမှာပဲမဟုတ်ပါဘူးမိသားစုဘဝမှာလည်းသူ့အတွက်အစင်မပြေမှုတွေအများကြီးအပြင်ဇနီးဖြစ်သူ Caroline နဲ့မပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူပါသူ့ရဲ့ဇနီး Caroline ဟာအောင်မြင်မှုကိုပဲယူသွတ်နေတဲ့အိမ်ချမ်းမြေအကျိုးဆောင်တူဦးဖြစ်ပြီးအစွန်းရောက်လုံးတဲ့အပေါ်ယံဂုံဒရက်ကိုယူသွတ်မမော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Caroline ရဲ့ဝင်ငွေဟာယောက်ျားဖြစ်သူရဲ့ဝင်ငွေထက်များပြီးသူ့အိမ်မှာလည်းဦးဆောင်သူတစ်ယောက်အနေနဲ့ဗိုလ်ကျစိုးမိုးတတ်သူပါ။ Caroline ဟာအပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပတ်ဝန်းကျင်ရဲ့အထင်ကြီးမှုကိုပဲဘဝလို့သတ်မှတ်ထားတဲ့ materialistic narcissism အုပ်စုဝင်ဖြစ်ပါတယ်။သူမဟာပန်းချန်တွေကပန်းတွေကိုညှက်တာအင်ကိုတန်ရှင်းရေးလုပ်တာပျော်ရွှင်စရာမိသားစုပုံစံဖန်တီးတာတွေကိုပတ်ဝန်းကျင်ကအမြင်ကောင်းအောင်ဇွတ်အတင်းလုပ်လေးရှိပါတယ်။ဒါတွေဟာသူမရဲ့ရင်ထဲကအိမ်တော်ရေးပျက်စီးနေမှုနဲ့မလုံခြုံမှုတွေကိုဖုံးကွယ်ဖို့သုံးတဲ့အရာဖြစ်ပါတယ်။သူမအတွက်တော့အောင်မြင်မှုပုံရိပ်ဟာတကယ်လက်တွေ့ဘဝပျော်ရွှင်မှုထက်ပိုပြီးအရေးကြီးနေခြင်းဖြစ်ပါတယ်။သူတို့ရဲ့16နှစ်အရွယ်တူဦးရီသောသမီးဖြစ်သူဂျင်းကလည်းမိဘတွေရဲ့အချင်းချင်းဆက်ဆံရေးကိုစိတ်ပြတ်နေပြီးကိုယုံကြည်မှုအလွန်နေသူပါသူတို့မိသားစုဟာအပြင်ပန်းရအဆင်ပြေသလိုနဲ့အတွင်းမှာတော့တယောက်နဲ့တယောက်လေးစားမှုမရှိခြင်းနဲ့အတူဆက်ဆံရေးတွေကအကြောင်းလိုက်နေပါပြီဒီလိုနဲ့တရက်သူတို့ဘေးအိမ်ကိုမရိန်းတက်ကအငိမ့်စားဗိုလ်မှူးကြီးFrank Finn နဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာအနှဲငယ်ရှိတဲ့ဇနီးဘာဘာရာတို့နဲ့အတူဆယ်ကျော်သက်သားတစ်ယောက်ဖြစ်တဲ့ Ricky တို့ပြောင်းရွှေ့လာပါတယ်။ Ricky ဟာမျောလင့်မထားတဲ့နေရာတွေနဲ့အရာဝတ္ထုတွေစီကနေအလှတရားကိုရှာဖွေတွေးရှိတတ်ပြီးသူ့ပတ်ဝန်းကျင်ကအရာတွေကိုကင်မရာနဲ့လိုက်လံရိုက်ကူးကသူ့အိမ်ခန်းထဲကဗီဒီယိုဖွေတွေမှာမှတ်တမ်းတင်စုဆောင်းလေးရှိပါတယ်။ဒီလိုနဲ့ရိုက်ကူးရေးပစ္စည်းတွေဝယ်ဖို့အတွက်အချိန်ပိုင်းစပွဲတို့အလုပ်တွေအိတ်ခံကျွေးမွေးတဲ့အလုပ်တွေကိုဟန်ပြလုပ်ရင်းရှိုးဝက်စွာဆေးကြောက်ရောင်းပြီးပတ်စံရှာပါတယ်။စီကန်ကြီးလွန်ပြီးရိုက်နှက်ဆုံးမတက်တဲ့အဖေဖြစ်သူ Frank ဟာအရင်က Ricky ကိုဆေးကြောက်သုံးမှုနဲ့စိတ်ကျန်းမာရေးဆေးရုံနဲ့စစ်တပ်ကအကြောင်းတွေကိုပို့ခဲ့ပူပါတယ်။ဒီရက်ကွက်ထဲမှာပဲနေထိုင်တဲ့လိန်တူချစ်သူစုံတွဲဖြစ်တဲ့ Jin Omia နဲ့ Jim Barkley တို့ကတက်ရောက်လာတဲ့ Fit မိသားစုကိုလာရောက်နှုတ်ဆက်ကြပေမဲ့လိန်တူချစ်သူတွေကိုအပြင်းထန်မုန်းတီးတဲ့ Frank ကတော့သူတို့ကိုမကြိုဆိုတဲ့အပြင်ဒေါသတကြီးပါတုံ့ပြန်နေခဲ့တာပါ။တညနေမှာတော့ Lester နဲ့ Caroline တို့နှစ်ဦးဟာသူတို့ရဲ့သမီးဖြစ်သူ Jin ရဲ့ကျောင်းဘတ်စကတ်ဘောပွဲမှာဘဘွားအကဖျော်ဖြေမှုမှာလာရောက်အားပေးကြရင် Lester ဟာသမီးဖြစ်သူ Jin ရဲ့အချစ်ဆုံးတငယ်ချင်း Angela Hay ပေါ်အယူမှုစိတ်လှုပ်ရှားမှုတွေဖြစ်ပါတော့တယ်။ Angela ဟာအတန်းဖော်တွေကြားမှာသူမဟာလိမ်ပိုင်းဆိုင်ရာအတွေ့အကြုံများတဲ့သူပါဆိုပြီးကြွားဝလေးရှိပြီးသူ့ကိုယ်သူကျောင်းမှာဆွဲဆောင်မှုအရှိဆုံးသူတစ်ယောက်အဖြစ်အတန်းရှင်းရယူသူတစ်ယောက်ပါ Lester ဟာသူမကိုလိမ်ပိုင်းဆိုင်ရာစိတ်ကူးယဉ်မှုတွေစတင်လာပြီးအဲ့ဒီစိတ်ကူးယဉ်မှုတွေထဲမှာနေအောင်နှင်းစီပွင့်ဖက်တွေကအမြဲလိုပါဝင်နေတတ်ပါတယ်။တစ်ဖက်မှာလည်းဇနီးဖြစ်သူ Caroline ဟာအိမ်အောင်ရှိသူအိမ်ချမ်းမြေလုပ်ငန်းရှင် King Betty Kane နဲ့စတင်ဖောက်ပြန်มาတော့တယ်။ Caroline ဟာတကယ်တော့ King Betty Kane နဲ့လုပ်ငန်းတူဈေးကွက်
ပြိုင်ဖက်ပါဒါပေမဲ့ Kim Berry King ရဲ့စီးပွားရေးအောင်မြင်မှုနဲ့အပေါ်ယံကြွားဝါတတ်တဲ့နေထိုင်မှုပုံစံတွေကသူမဆွဲလန်းတဲ့အရာတွေနဲ့ကွက်တီဖြစ်နေတာပါ Leicester ကတော့မပျော်ပိုက်တော့တဲ့အလုပ်ကနေထွက်လိုက်ပြီးသူ့အထက်လူကြီးကိုလည်းချင်းချောက်ကမျက်နှာကြီးအမြောက်များယူခဲ့ပါတယ်အဲဒီနောက် fast food ဆိုင်မှာဝန်ထမ်းအဖြစ်အလုပ်ဝင်လုပ်တယ် Angela က Leicester သားခန္ဓာကိုယ်တောင့်တင်းလာအောင်အားကစားလုပ်မယ်ဆိုရင်သူနဲ့အတူအိတ်မယ်ဆိုပြီး Jim ကိုနောက်ပြောင်ပြောဆိုနေတာတွေကို Leicester ကြားသွားတဲ့အခါကိုကာယလေ့ကျင့်ခန်းတွေကိုပါစတင်လှုပ်ဆောင်มาတော့တယ်သူအမြဲမမိုးခဲ့တဲ့ Porsche Freibad ကားကိုဝယ်စီးလိုက်တယ်လို့ Ricky စီကနေစေးကြောက်တွေဝယ်ယူသုံးဆွဲလာပြီး Angela ရဲ့အာယုံဆိုင်မှုတွေရရှိလာဖို့အတွက်မိသားစုနဲ့ဖြစ်တည်မှုအားလုံးကိုပြစ်ချပြီးလူငယ်လူလွတ်တယောက်လိုပြုမှုနေထိုင်နေတာပါမိသားစုအတွင်းဆက်ဆံရေးတွေရဲ့ပြက်ပြားမှုတွေဟာကြီးတဲ့ကြီးလာပါတော့တယ် Leicester ဟာအသက်40ကျော်အမျိုးသားတွေကြုံတွေ့ရလေရှိတဲ့လူလက်ပိုင်းအရွယ်အနုစားစိတ်ကြခြင်းဝေဒနာကိုခံစားနေရသူဖြစ်ပါတယ်သူ Angela ပေါ်စိတ်ကစားတာဟာယာကစိတ်ထက်သူဆုံးရှုံးသွားခဲ့တဲ့ငယ်ရွယ်နှုပြိုမှုနဲ့လွတ်လပ်မှုကိုအသေးအတန်ပြန်လည်တောင်းတမိတဲ့စိတ်ပညာသဘောတရားဖြစ်ပါတယ်သူအလုံးထွက်ပြက်တာကားအမိုက်စားဝယ်စည်းတာတွေဟာလူဖွဲ့စည်းကတတ်မှတ်ထားတဲ့အောင်မြင်တဲ့အိမ်ထောင်ဦးစီးဆိုတဲ့မျက်နှာဖုံးအထုကိုဖယ်ချပြီးမိမိကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပြန်လည်ရှာဖွေခြင်းဖြစ်ပါတယ်ဒီလိုပြုလုပ်နေခြင်းဟာတစ်ဖက်မှာပေးဆက်ရမယ့်ဆုံးရှုံးမှုတွေကိုရင်ဆိုင်ရတော့မှာပါဒီလိုနဲ့ Angela နဲ့ Leicester တို့ကြားစိတ်ဝင်စားမှုတွေစတင်လာသလို Jim ကလည်း Ricky နဲ့ချစ်သူတွေဖြစ်သွားတဲ့အခါမိန်းကလေးနှစ်ယောက်ရဲ့တန်ရုံးစဉ်စတင်ပြက်ပြားလာပါတော့တယ် Angela က Ricky ကိုစိတ်တစားဆန်တဲ့လူလို့ထင်ပေမဲ့ Jim ကတော့သူမရဲ့အတွင်းစိတ်အလှတရားကိုမြင်အောင်ကြည့်ပေးတဲ့ Ricky ကိုအလွန်သဘောကျနေခဲ့ပါတယ်တစ်ဖက်မှာလည်း Berry King နဲ့ Caroline တို့တနက်ပြစ်ကွင်းမှာချိန်တွေ့ကြပါတယ်အဲဒီနောက် Leicester လောက်နေတဲ့ fast food ဆိုင်ကိုသတိမထားမိပဲအစားအသောက်လာမာယူတဲ့အခါမှာတော့ Caroline ဖောက်ပြန်နေတာကို Leicester ဟာလက်ဘူးလက်ချက်မိသွားပါတော့တယ်သူတို့နှစ်ယောက်ဟာ Leicester ရဲ့မျက်စိရှိကနေမောင်းထွက်သွားကြပေမဲ့သူတို့ရဲ့ဖောက်ပြန်မှုဟာချစ်ချင်းမြတ်တာမပါပါဘူးခဏတာတတ်မှတ်မှုကို Leicester မိသွားတာဖြစ်တဲ့အတွက်စိုးရိမ်သွားတဲ့ Betty ဟာ Caroline နဲ့ဇလန်းကိုဒီနေရာမှာအဆုံးသတ်လိုက်ပါတယ် Caroline ကတော့အရှက်လဲကွဲအလောက်ကင်ဘိုင်းမှာလည်းထိခိုက်မှုတွေရှိတာကြောင့်ကြီးကျယ်ဒေါသထွက်စိတ်ပြတ်သွားပါတယ်သူ့အစီအစဉ်တွေပြတ်သွားတာဖြစ်တဲ့အတွက် Leicester ကိုဒေါသအလျောက်တပ်ပစ်ဖို့အထိစိတ်ကူးတွေရှိနေပါတယ်ဒါပေမဲ့သူမအဲ့လောက်ထိမယူမမိုက်ဖို့ကိုစုံမနေပြီးအိမ်ပြန်လာပါတယ်တစ်ဖက်မှာ Frank ဟာအဝတ်စားမပါပဲလေ့ကျင့်ခန်းလုပ်နေတဲ့ Leicester ရဲ့ဗီဒီယိုဖိုင်ကို Ricky ရဲ့အခန်းထဲမှာတွေ့ရှိသွားပြီးသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုစတင်တန်တရားဝင်လာပါတယ် Leicester နဲ့ Ricky တို့နှစ်ယောက်စေးကြောက်အယောင်းဝယ်ပြုလုပ်နေတာကိုချောင်းကြည့်ပြီးတဲ့နောက်သူတို့ဟာလိမ်ပိုင်းဆိုင်ရာပတ်သက်မှုရှိတယ်လို့ Frank ဟာမှားယွင်းစွာကောက်ချက်ချပါတယ် Frank ဟာတားဖြစ်သူ Ricky ကိုလင်လူချစ်သူလို့ဆွဆွဲပြီးအိမ်မော်ကနေရရဆက်ဆက်မောင်းထုတ်လိုက်ပါတယ် Ricky ကလည်းဖခင်ဖြစ်သူရဲ့ဆွဆွဲချက်တွေကိုညှင်းဆန်မနေတော့ပဲပုံကန်တဲ့အနေနဲ့အိမ်ကနေထွက်လာခဲ့ပါတယ် Caroline ဟာအိမ်ပြန်လာတဲ့ကားပေါ်မှာမိမိကိုယ်ကိုခွန်အားပေးတဲ့ထိတ်ခွေတွေကိုနားထောင်ရင်းလက်အိတ်ထဲတဲ့အန်ဆွဲတွေကတနက်ကိုဆွဲထုတ်ယူလိုက်ပါတယ်အိမ်မှာတော့ Angela က Leicester အပေါ်လိမ်ပိုင်းဆိုင်ရာစိတ်ဝင်စားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး Jim ဟာသူ့ဖေ Leicester နဲ့ရောသူ့တငယ်ချင်း Angela တို့နဲ့ပါစကားများရန်ဖြစ်နေကြပါတယ်အဲ့ဒီချိန်မှာပဲအိမ်ပေါ်ကဆင်းလာတဲ့ Ricky တယောက် Jim အခန်းကိုရောက်လာပြီး New York မြို့ကိုသူနဲ့အတူလိုက်ခဲ့ဖို့ Jim ကိုခေါ်ဆောင်ပါတယ် Jim ကလိုက်ခဲ့ဖို့သဘောတူပေမဲ့သူ့ဖေနဲ့သူ့တငယ်ချင်းရဲ့ဆက်ဆံရေးကိုယွန်ရှာမုန်းတီးကြောင်းRicky ကိုပြင်ဖွင့်ပြောဆိုနေခဲ့ပါတယ်။ Ricky က Leicester ကိုတတ်ပေးရမလားလို့ Jim ကိုမေးခဲ့ပါသေးတယ်။ဗိုလ်မှူးကြီး Frank ဟာကားကိုရောင်ထဲမှာလေ့ကျင့်ခန်းလုပ်နေတဲ့ Leicester စီကိုဝမ်းနေချင်းတွေနဲ့အတူတုံဆိုင်ရောက်ရှိလာပြီးရုတ်တရက်ငိုယိုက Leicester ကိုဖတ်လိုက်ပါတယ်။ Leicester ဟာ Frank ကိုနှိမ့်သိမ့်ပေးပေမဲ့ Frank ကသူ့ကိုနမ်းဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ယဉ်ကျေးစွာပဲညှင်းပယ်လိုက်ပါတယ်။အဲဒီနောက် Leicester ဟာအိမ်အောက်ထပ်မှာတယောက်တည်းလာထိုင်နေတဲ့ Angela ကိုတွေ့သွားတဲ့အခါသူမကိုနှိမ့်သိမ့်ပေးရင်စကားပြောနေစင်မှာပဲသူမကိုစိတ်ဝင်စားကြောင်းဖွင့်ပြောလိုက်ပါတယ် Angela ကလက်ခံတဲ့အတွက်ဆိုဖာပေါ်မှာသူမရဲ့အဝတ်အစားတွေကိုစတင်ချွတ်ပေးနေချိန်မှာပဲ Angela ကသူမဟာအပြိုစင်တယောက်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်သူမဟာအတွေ့အကြုံများတဲ့သူအဖြစ်ဟန်ဆောင်ထားမှန်း Leicester သိသွားတဲ့အခါသူ့ရဲ့တဏှာယာကစိတ်ကိုရုတ်တရက်ထိမ့်ချုပ်ရင်ရှေ့ဆက်မတိုးတော့ပါဘူး Leicester တယောက် Angela ကိုဖခင်တယောက်လိုနှွေးထွေးစွာဆောင်ချုံပေးခဲ့ပါတယ်သူတို့နှစ်ယောက်ဟာဘဝရဲ့စိတ်ပျက်စရာတွေကိုအချင်းချင်းရင်ဖွင့်ရင်းနှစ်သိမ့်ပေးနေကြပါတယ် Angela ရင်ချိုးခန်းထဲဝင်သွားနေချိန် Leicester ဟာသူတို့ရဲ့မိသားစုဓာတ်ပုံလေးကိုကြည့်ပြီးဘဝရဲ့တကယ်အလှတရားမိသားစုနဲ့ချစ်ချင်းမြတ်တာတွေကိုနားလည်သွားကပြုံးနေတဲ့အချိန်မှာပဲမိသူမိဝါမှန်းမသိတဲ့လူတစ်ယောက်ကသူ့ရဲ့နောက်စိတ်ကိုအနီးကပ်တနတ်နဲ့လာရောက်ပြစ်တက်သွားပါတယ် Leicester တယောက်ဝဲချင်းပြီးတည်ဆုံးသွားတာပါ Caroline ဟာ Leicester ရဲ့အလောင်းကိုတွေ့ရှိသွားပြီးအိမ်ခန်းမှာကြီးတဲ့ကဗီဒီယိုထဲမှာဝင်ပုံနေခဲ့ပါတယ်သူမဟာသူယူဆောင်လာတဲ့တနတ်ကိုအဝတ်ချင်းနဲ့ဖွက်ပစ်လိုက်ပြီး Leicester ရဲ့အဝတ်တွေကိုဖတ်ခါငိုကြွေးနေပါတယ်အစောပိုင်းကလေးက Leicester ကိုတတ်ဖို့
စဉ်းစားခဲ့ကြတဲ့ Ricky နဲ့ James တို့ကလည်း Lobster ရဲ့အလောင်းကိုတွေ့သွားခဲ့ကြပါတယ်။တွေပေကြံနေတဲ့ဘုံမူကြီး Frank ကလည်းအိမ်ကိုပြန်လည်ရောက်ရှိလာပြီးသူ့ရဲ့တနတ်စုဆောင်ထားတဲ့ထဲကတနတ်တလက်ပျောက်ဆုံးနေပါတယ်။ဇက်သိမ်းပိုင်း Lobster ရဲ့နောက်ဆုံးဇက်ကြောင်းပြောမှာတော့သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အဓိပ္ပာယ်ရှိတဲ့ခိုက်တန့်နေအတွက်ကျေးဇူးတင်ကြောင်းဖော်ပြသွားပါတယ်။သူဟာအသက်ခံလိုက်ရပေမဲ့လောကကြီးရဲ့အလှတရားကိုအောင်နိုင်ခြင်းကိုရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်တာကြောင့်လောကကြီးကမထွက်ခွာခင်စက်ကြားအမှန်တကယ်ပျော်ရွှင်သွားခဲ့တယ်လို့ယုံကြည်ရပါတယ်။ဒီဇလန်ကဒီနေရာမှာပြီးသွားပြီမဲ့ Lobster ကိုတပ်ပစ်ခဲ့တဲ့တရားခံကိုအရေးအယောင်ပဲပြသွားပါတယ်။တကယ်တရားခံအစ်စ်က Ricky ရဲ့အဖေဘုံမူကြီး Frank ပါ။ဒီနေရာမှာပြောစရာရှိတာကဒီရုပ်ရှင်ရဲ့ဇက်ကောင်တွေဟာဒီနေ့ခေတ်အမြင်ကအရန်ထူကြပြီးဖြော်ပြရေးအမြင့်ဆုံးတွေကိုပေးလေးရှိတဲ့ super power ရထားတဲ့ဇက်ကောင်တွေမဟုတ်ပါဘူး။ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့လူသားအချို့ကိုပြသထားတာပါလူတွေနဲ့အနီးဆုံးမှာပဲရှိနေအောင်မဲ့လူသားတွေအနေနဲ့ကိုယ်ဘေးမှာရှိနေတဲ့လူတွေကိုပြန်မြင်နေရတဲ့ရုပ်ရှင်တစ်ခုလို့ပြောရင်လည်းမမှားပါဘူးလူသားတွေစိတ်ဝင်စားဆုံးဖြစ်တဲ့လူတွေရဲ့အကြောင်းကိုဒီဇလန်ရဲ့ဇက်ကောင်တွေကနေတဆင့်ကျွန်တော်တို့ထပ်ပြီးလေ့လာကြည့်အောင်ဗျဘုံမူကြီး Frank ဟာဒီရုပ်ရှင်ထဲမှာအစွန်းရောက်ပြီးကိုအဆုံးထိကွယ်ဝှက်ထားတဲ့သူဖြစ်ပါတယ်သူဟာသူ့ရဲ့အိမ်မှာစစ်တပ်စည်းကမ်းတွေထုတ်တယ်တားဖြစ်သူကိုရိုက်နှက်တယ်လိန်တူချစ်သူတွေကိုအပြင်းထန်ဆဲဆူပုတ်ခတ်တယ်ဒါဟာစိတ်ပညာအရမိမိရင်ထဲကတကယ်ဗီဇကိုအတင်းအကျပ်ဖိနှိပ်ထားခြင်းကြောင့်ဖြစ်ပါတယ်တကယ်တော့ Frank ကိုယ်တိုင်ကလိန်တူချစ်သူတူဖြစ်နေပြီးအဲ့ဒီစိတ်ကိုသူ့ကိုယ်သူရောပတ်ဝန်းကျင်ကိုပါအတိမပေးရဲလို့အပြင်ပန်းမှာပူပြီးယောက်ျားဆံပြရက်ဆက်ပြနေခြင်းဖြစ်ပါတယ်နောက်ဆုံးမှာ Lobster ကိုသူသွားနှမ်းမိပြီးညှင်းပယ်ခြင်းခံလာရတဲ့အခါသူ့ရဲ့ကွယ်ဝှက်ထားတဲ့မျက်နှာဖုံးကွဲထွက်သွားပြီးအရှက်ရစိတ်ကြောင့် Lobster ကိုတပ်ပစ်လိုက်တဲ့အထိဖြစ်သွားရပါတယ်နောက်ထပ်ဇက်ကောင်တစ်ယောက်ဖြစ်တဲ့ Ricky ဟာအဖေဖြစ်သူ Frank ရဲ့အလွန်ကြုံအုပ်ချုပ်မှုစီကံကြည်မှုနဲ့ကိုထိလက်ရောက်ရိုက်နှက်မှုတွေအောက်မှာကြီးပြင်းလာရသူပါသူဟာအဖေရှိမှအေးစေးတည်ငြိမ်တဲ့သားလိမ္မာလေးလိုဟန်ဆောင်ထားပေမဲ့ဝယ်ရမှာတော့ဆေးကြောက်သုံးတာဆေးကြောက်ရောင်းတာအရာရာကိုကင်မရာနဲ့ခိုးရိုက်တာတွေလုပ်ပါတယ်ဒါဟာစိတ်ပညာအရ passive aggressive rebellion အပြင်ပန်းမဟုတ်ပဲရှုပ်ဝက်စွာတော်လှန်ခြင်းဖြစ်ပြီးအဖေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေသူ့ရဲ့လွတ်လပ်ခွင့်ကိုနီလန်အမားတွေနဲ့ရှာဖွေနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့ရလေရှိတဲ့မိဘနဲ့သားသမီးဆက်ဆံရေးမှာဒီဇလန်မှာမြင်ခဲ့ရတဲ့ဘုံမူကြီး Frank နဲ့အားဖြစ်သူ Ricky တို့လိုနီလန်မှန်မဟုတ်တဲ့ရေရှည်မှာအစွန်းရောက်ရင်ပျက်စီးခြင်းတွေစီကိုပဲဥတည်နေတဲ့မိသားစုတွေအများကြီးပါနောက်ထပ်ဒီဇလန်မှာတွေ့ရတဲ့မိန်းကလေးနှစ်ယောက်ရဲ့ဖြစ်တည်မှုသူတို့ရဲ့ဖြစ်တည်မှုဟာသူတို့မိသားစုတွေရဲ့အခြေအနေတွေကိုရောင်ပြန်ဟပ်နေတာပါဂျင်းဟာအိမ်မှာအဖေနဲ့အမေကသူမရဲ့ဖြစ်တည်မှုကိုနားလည်ဖို့မကြိုးစားပဲသူတို့ကိုယ်ပိုင်ပြဿနာတွေနဲ့သူတို့အပေါ်ယံဂုံဒရက်တွေကြားမှာပဲလုံးဝချာလည်လိုက်နေကြလို့အထီးကျန်ခြင်းနဲ့ကိုယုံကြည်မှုပျောက်ဆုံးခြင်းတို့ကိုအပြင်းထန်ခံစားနေရတာပါမိဘစီကစိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရရှိတဲ့အခါဂျင်းဟာသူမကိုတံမိုးထားပြီးတေချာအာယုံဆိုင်ချိပေးတဲ့ဘေးအိမ်က Ricky Fitz စီမှာချက်ချင်းဆက်ရောက်သွားပြီးအိမ်ကနေအတူတူထွက်ပြေးဖို့အထိဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်နောက်တစ်ယောက်က Angela ဟာတာမန်ဆယ်ကျော်သက်တွေလိုပဲငါဟာဘာမှအသုံးမကျတဲ့တာမန်လူတစ်ယောက်ဖြစ်နေမလားဆိုတဲ့အတွင်းစိတ်မလုံခြုံမှု deep insecurity ရှိသူတစ်ယောက်ပါဒါကြောင့်သူမဟာလူကြီးတွေလိုအတွေ့အကြုံများတဲ့ပုံစံလိမ်မိုင်းဆိုင်ရာဆွဲဆောင်မှုပြည့်ရှိတဲ့ပုံစံလိုမျိုးမျက်နှာဖုံးတက်ပြီးပဝင်းကျင်တဲ့ရဲလူတွေရဲ့အာယုံဆိုင်မှုကိုမှားယွင်းတဲ့နီလန်းတွေနဲ့အသေးအတန်ရှာဖွေနေရခြင်းဖြစ်ပါတယ်ဒီလိုလူငယ်တွေဟာအသုံးချခြင်းတဲ့လူနဲ့တွေ့ရင်ဘဝပြတ်မှာပါမိဘအများစုဟာ Lobster လိုကိုအကြက်တဲနဲ့ကိုဖြစ်နေချိန်မှာဖြစ် Caroline လိုပဝင်းကျင်မျက်နှာသာပေးမှုကိုပဲဘဝအဖြစ်မှတ်ယူနေချိန်မှာဖြစ်ကလေးတွေရဲ့ရင်ဖွင့်တန်ကိုလစ်လျူရှုတတ်ကြပါတယ်ကလေးတွေကိုသူတို့ရဲ့ကိုယ်ပိုင်ဖြစ်ချင်တဲ့ပုံစံအတိုင်းမဟုတ်ပဲမိဘဖြစ်သူဖြစ်စေချင်တဲ့ပုံစံအတိုင်းဇွတ်တင်းပုံသွင်းတာမျိုးမလုပ်ပဲသူတို့ရဲ့တကယ်အတွင်းစိတ်ကိုနားထောင်ပေးဖို့လိုအပ်ပါတယ်အပေါ်ယံစည်းကမ်းထက်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကလည်းကိုရေးကြည့်ပါတယ်ဗျဘုံမူကြီး Frank လိုအိမ်မှာစီကန်းတွေဘလောက်ပဲတင်းကျပ်ထားပါစေကလေးတွေရဲ့ရင်ထဲမှာမိဘအပေါ်ကြောက်တဲ့စိတ်ပဲရှိပြီးချစ်ချင်းမြတ်တာနဲ့လုံခြုံမှုမရှိဘူးဆိုရင်ကလေးတွေဟာလမ်းမားကိုပဲရွေးချယ်သွားကြမှာဖြစ်ပါတယ်။ပဝင်းကျင်အတွက်လှုပ်ဆောင်နေတဲ့အထူးရောင်မျက်နှာဖုံးတွေကလည်းသားသမီးတွေကိုကူးဆက်တတ်ပါတယ်။မိဘတွေကအချင်းချင်းမချစ်ပဲနဲ့ဟန်ဆောင်နေကြတဲ့အိမ်ထောင်ရင်းမျိုးဟာကလေးတွေကိုကအပြင်ပန်းဟန်ဆောင်တတ်တဲ့စိတ်ဒဏ်ရာတွေကိုပါသယ်ဆောင်သွားစေတတ်ပါတယ်။ American Beauty ရုပ်ရှင်ဟာလူကြီးတွေရဲ့ middle crisis အကြောင်းကိုတင်ရိုက်ပြထားတာမဟုတ်ပဲမိဘတွေရဲ့
ရဲ့အပေါ်ယံဟန်ဆောင်မှုတွေနဲ့အချင်းချင်းနားမလည်မှုတွေကအိမ်တအိမ်မှာရှိတဲ့စေကျော်သက်သားသမီးတွေရဲ့စိတ်ဓာတ်တွေကိုဘယ်လောက်ထိတိတ်တဆိတ်ဝဲအပ်ပျက်စီးစေသလဲဆိုတာကိုပါမိမောင်းထိုးပြသွားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ American Beauty ရုပ်ရှင်ကနေနောက်ဆုံးပေးသွားတဲ့ The Core Message ကလူဖွဲ့စည်းကအလှတရားလို့ပြောရင် Lester Barhan လို့အပေါ်ယံရေပြားရဲ့လှပမှုငယ်ရဲ့နုပြိုမှုတွေနောက်ကိုဆွဲလန်းတက်ကြသလို Caroline Barhan လိုမျိုးစီးစနစ်ကြတဲ့ luxury အိမ်ကြီးတွေတန်ဖိုးကြီးရုပ်ဝတ္ထုပစ္စည်းတွေကိုဆွဲလန်းနေတာကိုပဲပြင်းမြင်တတ်ကြပါတယ်။ဒါပေမဲ့ဒီရုပ်ရှင်ကပေးခြင်းတဲ့အတွေးခေါ်ကတော့တကယ်အလှတရားဆိုတာလူတွေသတိမထားမိပဲအမိုက်လိုသဘောထားနေတဲ့ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့အယိုးရှင်းဆုံးအရာလေးတွေထဲမှာပဲရှိနေတတ်တယ်လို့ဆိုတာပါ။ဘာကြီးပေါ်မှာအဓိပ္ပာယ်မရှိတန်ဖိုးမရှိတဲ့အရာဆိုတာမရှိပဲကိုယ်တိုင်ကမြင်အောင်ကြည့်တတ်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်။လွတ်လပ်မှုစွမ်းအားတစ်ခုဖြစ်တဲ့ plastic အိတ်ခွန်လေးဟာလေနူအေးရဲ့အရှိန်ကြောင့်လေထဲမှာကခုန်နေတယ်လို့လင်မျောနေပါတယ်။ Ricky ကပြောဖူးပါတယ်။ဒီအိတ်ခွန်လေးရဲ့နောက်ွယ်မှာကဘာကြီးကိုမောင်းနေတဲ့ကူညီပေးချင်နေတဲ့ဘီယုနာတရားစွမ်းအားစုကြီးတစ်ခုရှိနေတယ်လို့ပါပဲတဲ့။ဒါဟာဖြစ်တည်မှုဝါဒအရကျွန်တော်တို့လူသားတွေဟာလည်းဒီအိတ်ခွန်လေးလိုပါပဲ။ဘဝရဲ့အလှည့်အပြောင်းလေပြင်းတွေကြားမှာမျောလွင့်နေရပြီမဲ့အဲ့ဒီအထဲမှာပဲကိုယ်ပိုင်အလှတရားတွေနဲ့လွတ်လပ်မှုကိုရှာဖွေလို့ရတယ်ဆိုတဲ့သင်ခန်းစာကိုပေးထားတာဖြစ်ပါတယ်။ American Beauty ရုပ်ရှင်ဟာအမှုပညာအရာကောငွေကြေးအရာပါအတော်အောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ခုပါ2000ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာတကယ်နာမည်ကြီးသမိုင်းတွင်နေစေရုပ်ရှင်တွေဖြစ်တဲ့ The Sixth Sense, The Green Mile, The Insider နဲ့ The Cedar House Rule စတဲ့သမိုင်းဝင်ရုပ်ရှင်ကောင်းကြီးတွေနဲ့ရှင်ပြိုင်ပြီးအဓိကဆုကြီး5ဆုဖြစ်တဲ့ Best Picture, American Beauty, Best Director, Sam Mendes, Best Actor, Kevin Spacey, Best Original Screenplay နဲ့ Best Cinematography ဆုကြီး5ဆုစလုံးကိုသိမ်းပိုက်သွားနိုင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ် And the Oscar goes to Kevin Spacey in American Beauty. That I would like to dedicate this to the man who inspired my performance. Thank you, thank you, thank you. And the Oscar goes to Sam Mendes for American Beauty. I want to say huge respect, first of all, to my fellow nominees. It's an honor to be in your company, genuinely. The Oscar goes to American Beauty. Thank you. It was almost exactly 2 years ago that Andrew Canava sent us a screenplay called American Beauty by Alan Ball. ယနေ့ခေတ်လူဖွဲ့စည်းဟာရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံလာပြီမဲ့ယနေ့မှာအထီးကျန်နေစေဟာလာဟင်းလင်းဖြစ်နေစေဆိုတဲ့ခေတ်သစ်လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဖော်ပြခဲ့တဲ့ရုပ်ရှင်ဖြစ်တာနဲ့အညီဘဝရဲ့တကယ့်အတိတ်ပဲကဘာလဲဆိုပြီးပရိသတ်တွေကိုကိုယ့်ဘဝကိုပြန်လည်မေးခွန်းထုတ်စေခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ကဲဟုတ်ပါပြီ American Beauty ရုပ်ရှင်ကိုမကြည့်ရသေးရင်သွားကြည့်ဖို့နဲ့ကြည်ပြီးသားမိတ်ဆွေတွေကပေါ့ American Beauty ရုပ်ရှင်နဲ့ပတ်သက်တဲ့အမှတ်ရစရာတွေရှိရင် comment မှာဝင်ရောက်ဆွေးနွေးသားခဲ့ပါအောင်ဗျ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေအတွက် The Sing Channel ကို subscribe like and follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်ဗျ။ဆုံးထိရှိနေပေတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် See you next